ကိတအောင်လည်းဒီလိုပြည့်ရပါလိမ့်မယ်ခင်ဗျာတပည့်ခုဒီပြသွားတဲ့ဗလာဆန်ကြီးကိုလေးကတော့ကိုရီးယားမှာတခြင်းပါမယ်ရှိအခုတခါမှပြန်ပေါ်ပေါက်နေတဲ့တခြင်းပါဟုတ်အဲ့ဒီတခြင်းကိုတင်းရင်ဖြစ်တဲ့ကမ္ဘာနိုင်ငံမှာရေးထားပြီးတော့တိဆိုဖြစ်သူကမ္ဘာမှာဒီမှာဒီဆိုထားတဲ့ကမ္ဘာကိုင်လုံးမဲ့လက်တဲ့ဆိုတဲ့တခြင်းပဲဖြစ်ပါတယ်ရှင်။အော်တင်းတခြင်းလေးကကမ္ဘာကိုကျင်လို့မဲ့လက်တဲ့ကောင်းတယ်ဗျာအိမ်မတမ်းပါတာရှေးလုံးကဖြစ်တဲ့ချင်းလေးပေါ့အခုဒါဆိုင်ဝကြီးနဲ့တီးပြမှာသူကညမဆိုင်ဝကြီးဗလာဆိုင်လို့ကလေးဒီမဲ့တော်ပြီတချင်းလေးနဲ့ဆိုမယ်အဲ့လိုဆိုကြမယ်တီးကြမယ်ဒါမျိုးပေါ့ဗျာနော်ကဲဒါဆောင်ရအောင်ခင်ဗျာဒီမှာကြတော့တတိယအစိုးလေးနဲ့ပြိတ္တကြီးကိုဖြေပြပါမယ်ရှင်။အစိုးလေးနဲ့ဟောအစိုးလေးနဲ့တဟုတ်ကဲကြောက်ဗျာတပည့်အခုကတော့ပထမဘိုက်ကလေးကိုတပည့်လေးနဲ့အဒီလေးနဲ့ဖြောပြတင်ဆက်သွားရဖြစ်ပါရှင်ဟုတ်ကဲ့ဒီခါကျတော့ဒုတိယဘိုက်ကလေးကိုလေအဲ့ဒီလိုတိုင်းပဲအစိုးလေးနဲ့ဒီလေးနဲ့ဖြောပြတင်ဆက်ပါဦးရှင်ဟုတ်ကဲ့ခင်ဗျားကြောက်ရစီခင်ဗျာက
။